လာတာတွေကပဲပေါင်း3ဆိုင်မှာဘယ်ဆိုင်စားလို့အကောင်းဆုံးလဲ ဒီနေ့မှာတော့ပဲပေါင်း3ဆိုင်လုံးမှာသွားစားပြီးကျွန်တော်အမြင်အရဘယ်ပဲပေါင်းဆိုင်ရစားလို့အကောင်းဆုံးလဲဆိုတာကျွန်တော်ပြပြသွားဖြစ်ပါတယ်။နောက်ဆုံးတော့လာတာဂွန်ဒရာအောက်ကပဲပေါင်းဒီကျွန်တော်အဖေအရွယ်လောက်ရှိရဲ့ဦးလေးကြီးကသူ့အဖေလက်ထက်လောက်ကလေးကဖွင့်လာဆိုတော့နှစ်ပေါင်းကတော့တော်တော်ကြာနေပြီ။ဒီပဲပေါင်းတက်ချာတခြားဆိုင်တွေစားလို့ရှိရင်နည်းနည်းလေးမာတယ်တင်းတင်းရင်းရှိရဲ့ဒါပေမဲ့ပဲပေါင်းရဲ့အရသာပဲရဲ့အရသာထိထိမိမိခံစားရတာတော့ဒီဆိုင်မှာပဲကျွန်တော်သဘောကျတဲ့ဆိုင်တွေမှာပါတယ်။နောက်ဆိုင်ရ22လမ်းထိပ်ကရာစုသစ်ပဲပေါင်းဒီဆိုင်ကပဲပေါင်းရဲ့တက်ချာနည်းနည်းလေးဤငါတသက်ရတန်းတန်းချင်းချင်းရှိရဆိုပေမဲ့ဟိုပဲပေါင်းကိုစားလိုက်တဲ့အချိန်မှာရတဲ့အရာတာမှာကျွန်တော် chemical တစ်ခုခုပါနေလိုမျိုးခံစားရတယ်အဲ့တော့ကျွန်တော်အဲ့ chemical ရတာပါရင်သိမကြဘူးသုံးဆိုင်ရတယ်ကျွန်တော်အစားဖြစ်ဆုံးစင်အိုရန်လမ်းထိပ်ကပဲပေါင်းဆိုင်သူကကျွန်တော်စားခဲ့သမျှရှင်းနှစ်ဆိုင်လုံးကထက်ပဲပေါင်းတက်ချာတော်တော်လေးနူးညံ့တယ်ပြောလို့ရှိရင်ကျွန်တော်ပဲနိုးရည်နဲ့လည်းတောက်လို့ရတယ်ပဲပေါင်းကဤရဆိုပေမဲ့ပဲပေါင်းရဲ့အရာတာတော့အသိထိထိမိမိသိပြီးတော့မခံစားအောင်ကျွန်တော်ကသူတို့ဆိုင်ရဲ့ပဲနိုးရည်အရာတာကိုကြိုက်လို့အများနဲ့စားဖြစ်တာသုံးဆိုင်လုံးကပဲပေါင်းတစ်ပွဲ1500ပဲသူတို့ကဈေးတန်းကတော့အတူတူပဲဒါပေမဲ့အရသာတွေသူ့ရဲ့ပဲပေါင်းတက်ချာတွေကကွဲပြားသွားတယ်ကျွန်တော်လာတာမှာစားခဲ့မြပဲပေါင်း3ဆိုင်နဲ့မှာကျွန်တော်ရဲ့အချိုက်ဆုံးတစ်ခုကိုရွေးရမယ်ဆိုလို့ရှိရင်ဂုဏထာအောက်ကပဲပေါင်းဆိုင်ပဲဒီဆိုင်ကိုဘာလို့ကြိုက်လဲဆိုတော့တခြားဆိုင်တွေလိုပဲပေါင်းအရသာချင်းတူတယ်ဆိုပေမဲ့သူ့ရဲ့ပဲပေါင်းအရသာပိုပြီးလေးလေးပဲရှိရရသာထိထိမိမိရှိတယ်ကိုတို့ရောပဲပေါင်းဆိုလို့ရှိရင်ဘယ်ဆိုင်မှာအစားဖြစ်ဆုံးလဲဆိုတာပြပြပေးခဲ့ကြပါအောင်ဒီလိုမျိုးရန်ကုန်မြို့ရဲ့စားကောက်တဲ့နေရာလေးသိကျင်တယ်ဆိုလို့ရှိရင်တော့အကောင့်ကို follow လုပ်ပေးခဲ့ကြပါအောင်ဗျ